အခုဆိုလို့ရှိရင်နိုင်ငံကဆင်းရဲတယ်နိုင်ငံဆင်းရဲတာမဟုတ်ပါဘူးပြည်သူကဆင်းရဲတာပါတကယ်တော့နိုင်ငံကတော့ဆင်းရဲတာမဟုတ်ပါဘူးဒါဆိုတော့ဒါကျမအမြဲပဲဒီဟာကိုခွဲခြားပြီးတော့ပြောပါတယ်ပြည်သူဆင်းရဲတာနဲ့နိုင်ငံဆင်းရဲတာနဲ့ကျမတို့နိုင်ငံဟာကမ္ဘာတခြားနိုင်ငံတွေနဲ့ရှင်လိုက်လို့ရှိရင်တဘာဝတရားဇာတပစ္စည်းအများကြီးကျွယ်ဝတဲ့နိုင်ငံမှာဒါပေမဲ့တကယ်နိုင်ငံရဲ့ယတနာကတော့သူ့နိုင်ငံသူနိုင်ငံသားတွေပဲနိုင်ငံသူနိုင်ငံသားတွေအရေးချင်းမရှိလို့ရှိရင်မြေအောက်တရားဇာတတွေပဲဖြစ်ဖြစ်မေဘောတရားဇာတတွေပဲဖြစ်ဖြစ်ဘလောက်များအချီးနေပဲဥပမာဆိုလို့ရှိရင်ကျမတို့ရဲ့တစ်တော်တွေပြုံးနေသွားတယ်နော်အင်ပတာမကဘာနေပြီးတော့တံပိုးထားတဲ့ကျွန်းတစ်တော်တွေဆိုရင်တော်တော်များဟာပြုံးနေသွားပြီပျောက်ကွယ်သွားပြီဒါကသဘာဝတရားဇာတတွေဘာဖြစ်လို့ပြုံးနေသွားလဲပျောက်ကွယ်သွားလဲဆိုတော့ကျမတို့ရဲ့တကယ်ယတနာတွေဖြစ်တဲ့ပြည်သူလူထုနိုင်ငံသူနိုင်ငံသားတွေအနေနဲ့ဒီတစ်တော်တွေကိုမကာကွယ်နိုင်ခဲ့လို့မစောင့်ရှောက်နိုင်ခဲ့လို့တချို့ကပြောမှာပေါ့ဒါကျွန်တော်တို့ကျမတို့နဲ့ဆိုင်တာမှမဟုတ်ပဲအစိုးရသူ့ဟာသူလုပ်ချင်တိုင်းလုပ်သွားတာဆိုဒါလည်းမှန်တော့မှန်ပါတယ်ဒါပေမဲ့လည်းပြည်သူပြည်သားတွေမှာလည်းတာဝန်ရှိတာပဲဒီအစိုးရဆိုတာလည်းဘယ်ထက်ကပေါက်ပွားလာလို့လဲပြည်သူပြည်သားတွေလည်းဟာပဲပေါက်ပွားလာတာပဲ